အချိန်ဆိုတာဘဝရဲ့တန်ဖိုးကြီးမားဆုံးပိုင်ဆိုင်မှုတစ်ခုပါလူတိုင်းကပိတ်ဆံပျောက်သွားရင်ပြန်ရှာကြတယ်ဖုံးပျောက်သွားရင်လည်းအသစ်ဝယ်ကြတယ်ဒါပေမဲ့ကုန်သွားတဲ့အချိန်ကိုတော့ဘယ်တော့မှပြန်ဝယ်လို့မရပါဘူးဒီနေ့တင့်မှရှိတဲ့24နာရီဟာကမ္ဘာချမ်းသာဆောင်လူနဲ့ဆင်းရဲဆောင်လူရဲ့အကြားတူညီတဲ့အရာတစ်ခုပါပဲကွာခြားသွားတာကအချိန်ကိုဘယ်လိုသုံးချတယ်လဲဆိုတာပါပဲအကြီးကိုအကြောင်းမဲ့ဖြောင်းပစ်လိုက်ရင်အဲ့ဒီတနာကြီးကတင်ဘွားထဲကထာဝရပျောက်ကွယ်သွားတယ်ဒါကြောင့်ကိုချိန်ကိုတန်ဖိုးမထားတဲ့သူတွေအတွက်အချိန်မဖြောင်းပါနဲ့ကိုရဲ့အိမ်မက်ကိုရဲ့မိသားစုကိုရဲ့ကျန်းမာရေးကိုပူကောင်းလာစေမဲ့အရာတွေအတွက်ပဲသုံးချပါတတိယပါပိတ်ဆံဆုံးရှုံးရင်ပြန်ရှာလို့ရတယ်ဒါပေမဲ့အချိန်ဆုံးရှုံးရင်တော့ဘယ်တော့မှပြန်ရှာလို့မရတော့ဒါကြောင့်အချိန်ကိုတန်ဖိုးထားခြင်းကဘဝကိုတန်ဖိုးထားခြင်းပဲဖြစ်ပါတယ်